ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတယောက်ရဲ့ဘဝမှာအချစ်ဆုံးလူတွေကိုတယောက်ပြီးတယောက်ဆုံးရှုံးသွားရင်ဘယ်လောက်ထိနာကျင်နိုင်မလဲဒါကတော့မြန်မာရာဇဝင်ထဲမှာဝမ်းနဲ့ပွဲအကောင်းဆုံးဇလန်းတွေထဲကတစ်ခုဖြစ်တဲ့မပဒါရဲ့အကြောင်းပဲမပဒါဟာယူသားပြီးကျင်နာတတ်တဲ့ကြေးရွာသူလေးတယောက်သူမဟာခင်မုန်းဖြစ်သူနဲ့အတူဆင်းရဲပေမဲ့ပျော်ရွှင်တဲ့ဘဝကိုဖြတ်တန်းနေခဲ့တယ်သူတို့မှာချစ်စရာတားငယ်လေးတယောက်လည်းရှိခဲ့တယ်နနက်တိုင်းမပဒါဟာရေခတ်အိမ်အလုပ်လုပ်တားလေးကိုထိန်ရင်မိသားစုအတွက်စူးစမ်းနေခဲ့တယ်ဒါပေမဲ့ကကြမ္မာကအရန်ရက်ဆက်ခဲ့တယ်တနေ့မှာခင်မုန်းဖြစ်သူဟာအပြင်းပြားနာပြီးရုတ်တရက်ဆုံးပါသွားခဲ့တယ်မပဒါဟာအသေးကွဲပြီးငိုကြွေးခဲ့ပေမဲ့တားလေးအတွက်စိတ်ကင်းပြီးဆက်သက်ရှင်ခဲ့တယ်ဒါပေမဲ့အဆိုးဆုံးကအဲ့ဒီနောက်မှစတင်ခဲ့တယ်တနေ့မပဒါကတားလေးကိုချီပြီးလမ်းလျှောက်လာနေစဉ်ကောင်းကင်ထက်ကနေစုံမြတ်ကြီးတစ်ကောင်ရုတ်တရက်ဆင်းလာပြီးတားငယ်လေးကိုချီယူသွားခဲ့တယ်မပဒါဟာကြောက်လန့်ပြီးအော်ဟစ်မှုကျွေးရင်စုံနောက်ကိုအသေးကွဲစွာပြေးလိုက်တယ်ငါသားလေးကိုပြန်ပေးပါဒါပေမဲ့စုံကပို့ပြီးမြင့်မြင့်ပြန်သွားခဲ့တယ်မပဒါဟာမြေကြီးပေါ်မှာလဲကျပြီးငိုကြွေးနေခဲ့တယ်ခင်မုန်းကိုလည်းဆုံးရှုံးခဲ့ရသားလေးကိုလည်းဆုံးရှုံးခဲ့ရတဲ့မပဒါဟာဝမ်းနည်းမှုကြီးလွန်ပြီးတဖြည်းဖြည်းစိတ်မမှန်သလိုဖြစ်လာခဲ့တယ်ရွာထဲကလူတွေကသူမကိုတနာကြပေမဲ့ဘယ်သူမှသူမရဲ့နာကျင်မှုကိုမကူစားနိုင်ခဲ့ဘူးဒါပေမဲ့ဒီဇလန်းထဲမှာအလှဆုံးရာတစ်ခုတော့ရှိခဲ့တယ်အဲ့ဒါကမိခင်တယောက်ရဲ့မေတ္တာပဲဘလောက်ပဲဒုက္ခရောက်မပဒါဟာသားလေးကိုမမေ့နိုင်ခဲ့ဘူးဒီဇလန်းကတင်ပေးတာကလောကမှာအနာကျင်ဆုံးအရာကချစ်ရသူကိုဆုံးရှုံးခြင်းဖြစ်ပေမဲ့မေတ္တာစစ်ကတော့ဘယ်တော့မှမပြောက်ကွယ်ဘူးဆိုတာပါ